BRT လိုက်ကို2015ခုနှစ်ဖေဖော်ဝါရီလမှာစတင်ပြည့်စွဲခဲ့တာဖြစ်ပြီးတော့ BRT လိုက်အမှတ်1လမ်းကြောင်းအဖြစ်စတင်ပြည့်စွဲခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာ BRT လိုက်အမှတ်2လမ်းကြောင်းကိုစတင်ပြည့်စွဲနေခဲ့ပြီးတော့အခုချိန်မှာတော့ BRT လိုက်အမှတ်3ကိုပါပြည့်စွဲသွားဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ BRT လိုက်ရင်လိုင်းကိုရန်ကုန်မြို့တည်ယူပို့ဆောင်ရေးများပိုင်ကုမ္ပဏီက Higer, Scania, Daewoo တို့ကထုတ်လုပ်တဲ့ဘတ်စ်ကားတစ်တွေနဲ့ပြည့်စွဲနေတာဖြစ်ပါတယ်။ BRT လို့ပြောရင်တော့ဟိုကတော့တကယ်ဟို dedicated link လို့တော့ပေါ့နော် dedicated တိတန်လမ်းလေးလို့ပေါ့နော်ဒါကျွန်တော်တို့ကတော့ပုံမလုံးနိုင်တဲ့အတွက်ဒါကျွန်တော်တို့က BRT light ပေါ့အမှန်တော့ဗမာတို့ကတော့အမြန်ဘတ်စ်ကားစနစ်ကိုစာရထားနေဖြစ်ပါတယ် comfortability လို့ခေါ်တယ်နော်တက်တောင့်တက်တာရှိရတာပေါ့နော်အခုဆိုရင်ဒါမြန်မာနိုင်ငံရဲ့ဘတ်စ်ကားတွေအများကြီးနော်ပြန်ရန်ကုန်မှာရှိတဲ့ဘတ်စ်ကားတွေပေါ့တော်တော်များများကားတွေကလည်းဟိုယူရင်းနေပြီ aircon ဖွင့်နေဆိုတာကတော်တော်လေးကိုလက်ချိုးယူလို့ရပါရှားနေပြီပေါ့နော်အများဆုံးဖွင့်နေနော်မျိုးကဆိုရင်ချွေတီတီကြတယ်နော်တကယ်ဟောပေါ့နော်ပါကကားပေါ်ရောက်တာနဲ့ဟိုတစ်ခုပေါ့နော်ပြောချင်တာတော့တကယ်ကိုလူတွေကမျက်နှာတွေနှုံးနှမ်းပြီးတော့ဖြစ်တာကျွန်တော်တို့ BRT လိုက်မှာစိတ်ကြိုက်ပါနော်သူကတော့အမောင်ကိုဒီအဲ့ဘယ်လောက်ဘူးဒီပေါ်တက်လိုက်တာနဲ့ဒါလည်းတကယ်ကို comfortability စတင်တည်ထောင်ခဲ့တဲ့အချိန်ကစပြီးတော့2016ဇူလိုင်လကုန်အထိဘတ်စ်ကားအစီအစုစုပေါင်း65စီးအထိရှိပြီဖြစ်ပါတယ်။လမ်းကြောင်းတစ်ခုပြည့်စွဲနေပြီးတော့လမ်းကြောင်းအမှတ်1ကိုအစီး22စီးလမ်းကြောင်းအမှတ်2ကိုအစီး24စီးနဲ့ပြည့်စွဲနေတာပါ။ထပ်မံပြည့်စွဲမဲ့လမ်းကြောင်းအမှတ်3ကိုတော့အစီး20နဲ့ပြည့်စွဲမှာဖြစ်ပါတယ်။ BRT လိုက်ကိုရန်ကုန်မြို့ရင်ကျော်ကျက်တဲမှုနဲ့အများပြည်သူတည်ယူပို့ဆောင်ရေးအစီအစဉ်ချုံးမွေးစီဖို့ကြောက်ရည်ရွယ်လှုံ့ဆော်ခဲ့ပေမဲ့အခုချိန်မှာတော့စိန်ခေါ်မှုတွေလုံငါမိုင်ဖြစ်စီနှောက်ယှက်ခံရတာတွေကိုကြုံတွေ့နေရပါတယ်။ရင်မောင်းနေနဲ့ပတ်သက်တဲ့အပိုင်းပေါ့ခုနကျွန်တော်တို့က BRT ပုံစံအတိုင်းလမ်းကြောင်းတည်တံ့နဲ့မပြေးဆွဲနိုင်တော့အများနည်းတူဘတ်စ်ကားတွေနဲ့ရှင်ပြီးပြေးဆွဲနေတာတွေ့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့တော့ဒီရင်မောင်းတွေလည်းတစ်ချိန်ကဒီဘတ်တဂျင်နဲ့ဘတ်စ်ကားလိုင်းတွေကိုပဲမောင်းခဲ့တဲ့ရင်မောင်းတွေပဲပေါ့အဲ့တော့သူတို့မှာကအကျင့်နဲ့အရင်အစွဲပေါ့အရင်လှုပ်တက်တဲ့ပုံစံအတိုင်းပဲလုပ်နေတော့အာနယ်ချက်ကတော့လမ်းစည်းကမ်းအရကျင်တော့အာနယ်ချက်တွေကတော့ရှီအောင်မှာပဲဒါတွေကလည်းဟိုတဖြည်းဖြည်းစနစ်နဲ့ပဲပြုပြင်ပြောင်းလဲယူမှရမှာပေါ့ BRT လိုက်လက်မှတ်ကင်းရုံတွေဖွင့်ပေါက်ခံရတဲ့အပြင်ကားစီးနှင်းသူတွေကကားအကျွေပေးတဲ့နေရာမှာတတ်မှတ်ရင်စည်းကားအပြည့်မပေးတာတွေငွေအကျွေအစုပ်အပြဲပေးတာတွေနဲ့ကတ်နဲ့ငွေချေစနစ်အသုံးပြုမှုနဲ့ပါနေသေးတာတွေကိုကြုံတွေ့နေရပါတယ်။ကျွန်တော်တို့ဌာနမှာငွေနဲ့ကတ်နဲ့စနစ်2မျိုးရှိပါတယ်။ငွေသားကတော့ကျွန်တော်တို့73သိန်းနဲ့14သိန်းအထက်လောက်မှာရှိပါတယ်။ဟိုကတ်ကလည်းအလားတူလောက်ပဲရှိပါတယ်။အဲ့ထဲမှာတစ်နေ့ကိုဒီဘဏ်ကလက်မခံနိုင်လောက်တဲ့လက်ခံသွားပြီးလဲလို့မရနိုင်လောက်တဲ့ငွေအကျွေးစက်ကူတွေလည်းပါပါတယ်။တန်ဖိုးအဖြစ်2300လောက်တော့ရှိပါတယ်။အဲ့ဒီဟာကတော့အရွယ်ဆုံးပဲခင်ဗျ။တစ်ခါ1000ရန်လည်းပါတယ်900ရန်လည်းပါတယ်။တစ်ခါကျ20ရန်လေးတွေပါလာတာလေးတွေတွေ့ရပါတယ်။